အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့0 hour channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့ channel လေးကတရေတစိနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအထူးသဖြင့်ဖြစ်အမှန်အကြောင်းအရာလေးတွေကိုစူးစီးပြီးပြန်လည်တင်ဆက်ပေးနေတာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပြီးဘေးနားခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပေးကြပါဦးခင်ဗျာဒီတစ်ခေါက်ပြောပြဖို့အတွက်ရွေးချယ်ထားတော့ကျွန်တော်ကိုယ်တိုင်ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာလေးတစ်ခုပဲဖြစ်ပါတယ်ခီးသွိုင်းနဲ့ဖြစ်ခဲ့တာဗျာအရင်တော့ဇလန်းနေကြည့်ပူပါတယ်ဗျာမိုင်းတိုင်းဘလောက်မှတရေချောက်တာဆိုအဲ့ဒါမျိုးအပြင်မှာဖြစ်မယ်မထင်ဘူးကျွန်တော်အရင်ကျွန်တော်ကြုံရတဲ့အချိန်ကျမှဒါမျိုးကလည်းဖြစ်ပါလားဆိုရင်မှစိတ်ထဲမှာဖြစ်တာဇလန်းတွေရလို့တော့အရင်ဇလန်းတွေရလို့အရင်စူးစူးရွာကြီးတော့မဟုတ်ဘူးပေါ့ဒါပေမဲ့တရေချောက်ခင်ရတယ်လို့ယူဆလို့ရတဲ့အကြောင်းအရာတွေအများကြီးရှိရဲ့ဗျာဆိုတော့ကျွန်တော်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးလဲကျွန်တော်ကိုယ်တိုင်ရေးပူပါတယ်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှမိုင်တိုင်း66ဆိုပြီးမှကျွန်တော် channel ထဲမှာရှိတယ်ကျွန်တော်အဲ့ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာလေးပေါ့အခြေခံပြီးတော့မှအဲ့ဒါထပ်တိုးပြီးတော့မှအခြေချဲ့ပြီးတော့ရေးသားထားတာပေါ့ဗျာဒါဒီအကြောင်းအရာလေးကိုအခြေခံပြီးရေးထားကျွန်တော်ကိုယ်တိုင်ရေးထားရှိပါတယ်ကျွန်တော် channel ထဲမှာဝင်ကြည့်လို့ရပါတယ်ဒီရန်ကုန်မန္တလေးလမ်းမှာ6ကန်ကတော့မိုင်တိုင်း66တော့မဟုတ်ကျွန်တော်ကမိုင်တိုင်း66ဆိုတာအဲ့ဇလန်ကိုနာမည်လေးကြိုက်လို့နာမည်လေးလောင်းနာမည်66ဆိုပြီးမှမိုင်တိုင်း66ဆိုပြီးမှထားလိုက်တာတကယ်ကျွန်တော်6ကန်ရရဲ့မိုင်တိုင်းက180ပါကျွန်တော်မန်လေးကနေရန်ကုန်သွားတဲ့ချိန်ကျွန်တော်တင်ငယ်ချင်းနဲ့ကျွန်တော်နဲ့2ယောက်သွားတဲ့ချိန်မန္တလေးကနေသွားပြီးတော့ကျွန်တော်မိထီလာမှာနားတယ်ထမင်းနေပါစားကားလဲအမှကားရေးဆေးတာလေးရှိကားရေးဆေးအနာပေးပြီးတော့မှအဲ့လိုမျိုးထွက်လာခဲ့တာပေါ့ဗျာမိထီလာအထိဘာမှမထူးသေးဘူးအဲ့မိထီလာကြော်သွားတဲ့အချိန်ကျမှစပြီးထူးကြလာဘယ်လိုလဲဆိုတော့အဲ့မန်တိုင်း180လောက်ရောက်တဲ့အချိန်ကားဘင်းကြားတဲ့ကိုကော်ချောင်းလိုတန်ချောင်းလိုအဲ့လိုအရာတစ်ခုခုကညက်ပြီးတော့မှကားဘင်းကဂျန့်ဖြစ်နေရဗျာကလလဆိုပြီးမှအဲ့လိုမြည်နေတော့ကျွန်တော်အဲ့ချိန်တည်းကမိုင်တိုင်ကိုစကြည့်လိုက်တာပေါ့စကြည့်ဒီတိုင်းညလုံးထဲမှာကြည့်မိတဲ့အချိန်မိုင်တိုင်180ရှိပြီ180ရှိတဲ့အချိန်မှာအဲ့လိုမျိုးဖြစ်တော့ကျွန်တော်တငယ်ချင်းကမောင်းတဲ့ဘက်ချမ်းညာဘက်အရှိဘိန်းရဖြစ်တာဆိုတော့စတီယာတိုင်းရှိတဲ့ဘက်ကိုအဲ့ဘက်မှာဖြစ်နေတာဆိုတော့သူကဘာဖြစ်တာလဲမသိဘူးဆိုရင်မှကျွန်တော်တို့ကားကိုရက်လိုက်တယ်အမြန်လမ်းဘေးကိုထိုးရက်ပြီးတော့မှစင်းကြည့်ပြီးတော့ဖုန်းမီနဲ့ထိုးကြည့်တာပေါ့ဗျာတမီးကမပေါဆိုတော့ဖုန်းမီနဲ့ထိုးကြည့်တော့လဲဘာမှမရှိဘူးဗျာဘာမှမဟုတ်တော့ကျွန်တော်လဲကားပေါ်ပြန်တက်ပြီးတော့ဆက်ထွက်လာခဲ့တာပေါ့ဗျာဆက်ပြီးတော့ထွက်လာတဲ့အချိန်မှာကျွန်တော်ဘက်ကပြန်ဖြစ်တယ်သူ့ဘက်ကဘာတန်မှမမြည်တော့ဘဲနဲ့ကျွန်တော်အရှိကန်ကျွန်တော်ဘက်ချမ်းကဘိန်းကအဲ့လိုမျိုးခဏအတိုင်းပုံစံတိုင်းအတန်းကြီးပြန်ပြီးတော့ဟာလို့မင်းကဟုတ်တယ်ကွာဘာတွေဖြစ်နေရတော့ဆိုဘာမှမဖြစ်ဘူးတဲ့ငါစိတ်တော့မတန်ဘူးကွာတဲ့တရေ6ခင်ရတယ်ထင်တယ်အဲ့လိုမျိုးပြောကျွန်တော်တကယ်ချင်းပြောစိတ်ထဲတစ်မျိုးပဲကွာစိတ်ထဲမတန်ဘူးတဲ့ပြောတရားလေးပါလေးပြောင်းဖွင့်လိုက်တယ်အစတချင်းတွေဖွင့်ပြီးတော့မှလာတရားလေးပါလေးပြောင်းဖွင့်ပြီးတော့ဆက်ပြီးတော့မှမောင်းလာတဲ့အချိန်ကျတော့ကလနဲ့ထပ်ဖြစ်တယ်လေထပ်ဖြစ်တော့ကျွန်တော်တို့ကားဘင်းကိုဘေးကိုပြန်ချပြီးတော့ကြည့်တယ်ဘာမှမဖြစ်ဘူးအဲ့ဒါနဲ့အရင်အစိတ်ထဲမှာဖြစ်သွားပြီဗျာသူ့ဘက်ချမ်းအကယ်၍ကားဖြစ်တာမျိုးဆိုရင်လေဒါနှစ်ဖက်စလုံးဖြစ်မှာမဟုတ်ခုကသူ့ဘက်ဖြစ်လိုက်ပြီးတော့ကျမှကိုယ့်ဘက်ဒီဘက်ချမ်းကဘိန်းရဖြစ်တယ်ဆိုတော့စိတ်ထဲမှာလုံးဝမရှင်းတော့ဘူးအဲ့ဒီချိန်မှာပဲကားကိုတရားလေးဖွင့်ပြီးမှမောင်းလာခဲ့ကြသူကပြောဟဲ့အောင်နဲ့မှန်ထဲမှာနောက်ခန်းမှာမိန်းမတယောက်ထိုင်နေရတွေ့တယ်ကျွန်တော်တင်ကြပြောကားနောက်ခန်းကိုကြည့်တဲ့မှန်အနောက်ကိုကြည့်တဲ့မှန်ပြောကျွန်တော်တော့ပြောလိုက်တယ်မနောက်ပါနဲ့ကွာမင်းကဇလန်နဲ့အကွက်ကြီးဆိုတော့မဟုတ်ဘူးတဲ့တကယ်တွေ့ရမင်းစိတ်ကလည်းကြောက်နေရဆိုတော့အထင်မှားမြင်မှာပြီးတော့တွေ့ရမျိုးနေမှာပေါ့ဆိုတော့မဟုတ်တယ်ငါတကယ်တွေ့ရတဲ့ငါအဲ့လိုမျိုးပထမတစ်ခါကြည့်ရင်ငါကြည့်တော့အဲ့လိုမျိုးတွေ့တော့မဟုတ်ဘူးထင်ပြီးတော့ငါအမြင်မှားတယ်ပဲထင်နေတာတော့မဟုတ်ဘူးတဲ့အခုကဒုတိယတစ်ခါထပ်တွေ့လို့မင်းကိုပြောတာတဲ့ဘာလဲကျွန်တော်သူနောက်နေထင်ပြီးအောင်ပြောသေးတယ်ဘာလဲပေါ့ဗမာကားတွေကလိုမျိုးခေါင်းဝင်ဖြူကြီးနဲ့သပင်ဖားလိုက်နဲ့ထိုင်နေရလားဆိုမဟုတ်ဘူးတဲ့တာမန်မိန်းမတယောက်ပဲထိုင်ပြီးတော့အဲ့မှန်ကနေငါ့ကိုစိုက်ကြည့်နေရတယ်ပြော
သူပြောတော့ကျွန်တော်လက်ကြည့်တော့လည်းဘာမှမရှိဘူးဒါပေမဲ့ तू ကတစ်ချက်ချက်မြင်နေရတယ်ပြောမှာလုံးဝစိတ်မတန့်တော့ကွာဆိုစိတ်မတန့်ရောဘယ်လိုလုပ်မလို့ပြောဒီကလမ်းမှာဆိုအမြန်လမ်းမှာဆိုမဟုတ်ဘူးကွာမင်းဖုန်းကြောင်တစ်ခုဒီဇယ်ကသွားမယ်ကွာဆိုပြီးမှအမြန်လမ်းဘေးလေးမှာလမ်းတေးလေးရှိအဲ့လမ်းတေးလေးတွေဝင်သွားရင်ရွာလေးတစ်ခုရောက်တယ်ကျွန်တော်တို့အဲ့ရွာလေးတစ်ခုရောက်တော့ဖုန်းကြောင်အဲ့ရွာဖုန်းကြီးကြောင်မှာသွားပြီးတော့ကျွန်တော်တို့ကားကိုအဲ့ကျောင်းတိုင်းဆရာတော်ကပြေကျိုးတွေပိုင်းနဲ့ခြီးပြီးတော့မှအဲ့ပြေးရီပိုင်းလိုက်ပတ်ပြန်ပြီးတော့ကျွန်တော်တို့လည်းပြေးရီပိုင်းတိုက်ပြီးတော့ဖုန်းကြောင်မှာကျွန်တော်တို့အိတ်လိုက်ကြတယ်ပေါ့ဗျာအိတ်လိုက်ကြပြီးတော့မနေ့ကျတော့ရန်ကုန်ဆက်ပြီးသွားခဲ့ဘာမှတော့ထပ်ထူးထူးခြားခြားထပ်မဖြစ်တော့ဒါပေမဲ့နောက်တစ်ခါလေးသွားပြတိုင်းကြောက်နေရတယ်အဲ့လိုမျိုးဖြစ်မှာဟုတ်ကြောက်နေတာဒါပေမဲ့နောက်ခေါက်တွေသွားတဲ့အချိန်မှာတော့မဖြစ်ပါဘူးဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဒီနေ့ပြောပြချင်တဲ့အကြောင်းကတော့ဒီလောက်ပါပဲနောက်နေ့မှာလည်းဒီလိုပြည့်မှန်အကြောင်းအလေးတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပါဦးခင်ဗျာဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့တင်ဆက်သူဂျွန်မိုးပါ